ဖင်လန်ရောက်ခရဲကကျင်းပခဲ့တဲ့မြန်မာပွဲတွေထဲမှာအလီနာမကခဲ့ဘူးလားဆိုလို့လုံးဝမရှိဘူးပေါ့နော်အခုဆိုလို့ရှိရင်လည်းတကြံဖြစ်တဲ့အတွက်ဖင်လန်မှာတကြံပွဲကျင်းပဖို့ရှိပါတယ်အဲ့ဒီမှာအလီနာအကနဲ့ဖြောပြမှာဆိုတော့ဒီနေ့က practice တော့လုပ်မှာမို့လို့စိတ်ဝင်စားရဲဆိုလို့ရှိရင်လိုက်ခဲ့ကြအောင်နော်ဆိုတော့အလီနာအကဝါသနာပါတာကိုအလီနာဗီဒီယိုကြည့်နေကြသူတွေဆိုလို့ရှိရင်သိလိမ့်မယ်မြန်မာအကပဲမဟုတ်ဘူးဒီလိုမျိုး K-pop အကတွေပဲဖြစ်ဖြစ်ပဲအကမဆိုအရန်ဝါသနာပါပါတယ်မြန်မာနိုင်ငံမှာတော့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ကိုယ့်အနေကိုပဲဖြစ်ဖြစ်စတူဒီယိုတွေသွားပြီးကခဲ့ပူတယ်ဒါပေမဲ့ဖင်လန်နိုင်ငံမှာဆိုလို့ရှိရင်တော့လှုပ်တဲ့ပွဲတွေတိုင်းမှာမြန်မာပွဲပဲဖြစ်ဖြစ်ဖင်းတွေလှုပ်တဲ့ပွဲပဲဖြစ်ဖြစ်အခွင့်အရေးရလို့ရှိရင်တော့မြန်မာအကတွေကိုအလီနာအမြဲတမ်းဖြော်ပြီးဖြစ်ခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းအလီနာမျိုးကြီးကိုပြောင်းသွားတဲ့အချိန်မှာအလီနာတို့ကျောင်းမှာမြန်မာ2ယောက်ပဲရှိရောကိုယ့်အနေကိုတော့တကြံပွဲမလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းဖင်လန်နိုင်ငံကမြန်မာ organization တစ်ခုကဖင်လန်မှာတကြံပွဲလုပ်မယ်ဆိုပြီးတော့တင်ထားတာတွေ့ရဲအဲ့ဒါနဲ့ပဲတငယ်ချင်းတွေကိုမေးပြီးတော့ငါတို့ကကြမလားဆိုပြီးလို့တော့တငယ်ချင်းတွေကလည်းအရန်ကကြနေကြတဲ့သူတွေဖြစ်တဲ့အတွက်ညှိစရာတိတ်မလိုလိုက်ဘူးပေါ့နော်ပြီးတော့အားလုံးသိကြတဲ့အတိုင်းအလီနာရဲ့ငယ်တငယ်ချင်းဒီလိုငယ်ငယ်တွေကပေါင်းလာတဲ့တငယ်ချင်းကလည်းဖင်လန်ကိုရောက်နေပြီသူနဲ့ဆိုရင်လည်းငယ်ငယ်တွေကတောက်လျှောက်ကလာတဲ့သူတွေဖြစ်တဲ့အတွက်နှစ်ခါညှိစရာမလိုပါဘူးသူဆိုလို့ရှိရင်လည်းတကူတကကြီးသူနေတဲ့မြို့ကနေပြီးတော့မြို့ကြီးကိုပေါ့နော်ခက်ခက်ညာရထားတွေစီးပြီးတော့ရောက်လာတာဖြစ်ပါတယ်အခုကတော့အလီနာတို့ဒီလို practice သွားလုပ်ဖို့အတွက်မသွားခင်မှာပေါ့နော် shopping ခဏထွက်နေကြတာဖြစ်ပါတယ်အကုန်လုံးကတော့ online ကနေပြီးတော့ကျင့်ထားတယ်ဒါပေမဲ့ဒီလို pattern တွေနဲ့တခြားညှိစရာရှိတာတွေကကြတော့ဝဲမရောက်ခင်တရက်အလိုမှာအကုန်လုံးညှိကြမှာပါ2ယောက်ပေါ့နော်မြို့ကြီးမှာ2ယောက်ရှိရဲတခြားကျောင်းမှာ2ယောက်ရှိရဲကိုယ့်အနေကိုတော့တိုက်ထားတယ်ဒါပေမဲ့ဒီနေ့မှာအလီနာတို့တွေကတကယ်တမ်းအကကျင့်ရမှာဖြစ်ပါတယ်အခန်းကိုတော့အလီနာက3နာရီယူထားတယ်ပေါ့နော်အဲ့ဒီ3နာရီအတွင်းမှာလည်းအလီနာအကုန်လုံးကကားကွက်တွေလည်းထွင်ပြီးသားအကုန်လုံးရပြီးသားဆိုတော့အဲ့ဒါတွေတော့ကျင့်စရာမလိုခဲ့ဘူးဒါပေမဲ့အလီနာတို့နေရာအရွှေ့အပြောင်းလေးတွေနဲ့နောက်တခြားလိုအပ်တဲ့အပိုင်းလေးတွေကိုပဲညှိဖို့လိုခဲ့တာပါအကုန်လုံးဒီမှာတွေ့ကြတဲ့အတိုင်းပဲအလီနာတို့ struggle ဖြစ်တဲ့အပိုင်းတွေလည်းရှိရဲပြီးတော့နေရာတွေမမှတ်မိပဲနဲ့ဟိုလျှောက်ကဒီလျှောက်ကနဲ့အဲ့နေရာရီလဲရီရတယ်ဒါပေမဲ့လည်းပွဲကနောက်တစ်ရက်ပဲဆိုတော့စိတ်ပူပူနေပေါ့နော်အကုန်လုံးစူးစမ်းပန်းစားကခဲ့ကြပါတယ်အဲ့နေရာဆိုလို့ရှိရင်လည်းမျက်လုံးနှလုံးပွင့်ကြတဲ့ကနေပြီးတော့တောက်လျှောက်တနေကုန်အလီနာတို့အပြင်မာကြီးပဲပေါ့နော်မနက်စာနဲ့နေ့လယ်စာကိုပေါင်းပြီးသွားစားကြရဲပြီးလို့ရှိရင် shopping ထွက်ကြရဲအဲ့ဒါပြီးရနဲ့ဒီမှာအခုအကလာကျန်နေပေါ့နော်ပြီးရင်လည်းအလီနာတို့ကထပ်ပြီးတော့သွားစရာရှိတဲ့နေရာတွေရှိသေးတယ်ပြီးရင်တော့အိမ်ပြန်ဖြစ်တဲ့အချိန်ကညရောက်သွားပါပြီပြီးတော့ဖင်လန်နိုင်ငံကတကြံပွဲနဲ့ပတ်သက်ပြီး YouTube မှာလည်းအလီနာ vlog လေးတင်ပေးသွားမှာမို့လို့ YouTube vlog စောင့်နေကြတဲ့သူတွေလည်းဆက်ပြီးတော့စောင့်မျှော်ပေးကြပါအောင်เนาะအလီနာဒီ weekend တော့ရအောင်တင်ပေးပါမယ်ဆိုတော့ဒီဗီဒီယိုလေးကလည်းရှိနေပြီဖြစ်တဲ့အတွက်ဒီမှာပဲရက်လိုက်ပါတော့မယ်ဒါကတော့အလီနာတငယ်ချင်းရေပြုတ်ဝယ်ထားတာပေါ့เนาะတကြံပွဲယူသွားမယ်ဆိုပြီးတော့နောက်တော့လည်းပွဲနေ့ရောက်တော့လည်းမေ့သွားလို့မယူသွားလိုက်ရပါဘူးso see you guys in the next video everyone bye bye